The 7 habits of highly effective people. နံပါတ်1 Be proactive. ရှေ့ဆောင်လမ်းပြပါနံပါတ်2 Begin with the end in mind. ပန်းနိုင်မှုကြည့်ပြီးစတင်ပါနံပါတ်3 Put first things first. အရေးကြီးတာကိုအရင်လုပ်ပါနံပါတ်4 Think win-win. နှစ်ဦးနှစ်ဖက်အနိုင်ရရေးအကျိုးရှိရေးစဉ်းစားပါနံပါတ်5 Seek first to understand, then to be understood. ပထမဆုံးနားလည်အောင်ကြိုးစားပါပြီးမှနားလည်အောင်ရှင်းပြပါနံပါတ်6 Synergize. ပူးပေါင်းပါဝင်မှုသို့မဟုတ်ပေါင်းဆက်အားဖန်တီးပါနံပါတ်9 Sharpen the saw. တော့ကိုပြန်တွေးပါဒါဟာကြံတဲ့ habit 6ခုလုံးကိုကျင့်သုံးနိုင်မှုအတွက်ကိုပြန်လည်အားဖြည့်ခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းစိတ်ပိုင်းဆိုင်ရာအနားယူခြင်းဉာဏ်ပိုင်းဆိုင်ရာသင်ယူခြင်းနှင့်လူမှုဆက်ဆံရေးပိုင်းလူတွေနဲ့ချိတ်ဆက်ခြင်းဆိုတဲ့ရှုထောင့်၄ခုလုံးမှာပုံမှန်ရင်းနှီးမြှုပ်နှံပြီးကိုအမြဲကောင်းမွန်နေအောင်ထိန်းသိမ်းပါ